အားလုံးမင်္ဂလာပါကဲဒီနေ့ကတော့ကျွန်တော်မှုခင်းအကြောင်းအရာတွေကိုကျွန်တော်ချက်နာပြီးတော့ကျွန်တော်လက်ခံရရှိထားတဲ့တကယ်ကိုချုပ်ချဖို့ကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုဖြစ်ရမှန်အကြောင်းအရာလေးတစ်ခုကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒီအကြောင်းအရာကလည်းကျွန်တော်အရှိမပြောထားသလိုပဲမွန်ရွာတရွာမှာဖြစ်ပွားခဲ့တဲ့အကြောင်းအရာပေါ့နော်ဘာလို့မွန်ရွာတွေဘက်မှာပဲပြောနေတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီအကြောင်းအရာတွေကုန်ကျန်းတွေကိုလက်ခံပါပြီးဆိုပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်တည်းမှာပြောပြတဲ့အချိန်ကနေစပြီးတော့ကျွန်တော်လာပို့ပေးတဲ့သူတွေတော်တော်များများကကျွန်တော်တကယ်ချင်းတွေများတယ်တေချာတော့ပေါ့ကျွန်တော်တကယ်ချင်းဆိုလို့ရှိရင်မွန်ပြည်နယ်ကများတယ်ဆိုတော့မွန်ဒီရွာတဲ့မွန်ပြည်နယ်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အရင်ဆုံးဖျက်ရမယ်ပေါ့နော်တော်တော်လေးလေးကြံသေးတယ်ဆိုတော့အဲ့ဒါလေးတစ်ချက်အရင်ဖျက်မယ်ပြီးမှပဲအထက်ပိုင်းတွေကျွန်တော်လာပို့တဲ့ထားတဲ့အထဲမှာဆိုလို့ရှိရင်ရန်ကုန်မှာရှိမယ်ပြီးလို့ရှိရင်ပသိမ်ရှိမယ်ရေနံချောင်းရှိမယ်မန္တလေးရှိမယ်အဲ့အကြောင်းတွေနောက်ထပ်ပြီးတော့လာမယ်ပေါ့နော်ဆိုတော့ခုလောလောဆယ်တော့မွန်ပြည်နယ်ဘက်ကိုပဲကျွန်တော်တို့အလဲသွားအောင်ဆိုတော့ဒီနေ့ကတော့ရွေးချယ်ပေးထားတာကတော်တော်လေးလေး၆ဆောက်ဖို့ကောင်းတယ်ကြောက်ရတယ်ဆိုတော့အထက်ကိုမလုံတဲ့အရာတခုလှုပ်လိုက်မိတဲ့အချိန်ကနေစပြီးတော့ consequence တွေကလုံးဝစက်တိုက်ဖြစ်သွားခဲ့တဲ့အရန်ကိုကြောက်ဖို့ကောင်းတဲ့ရွာအပြတ်မှောက်ဝင်သွားတဲ့ပုံစံပေါ့နော်အဲ့အကြောင်းအရာလေးကိုကျွန်တော်ရွေးချယ်ထားတယ်ဆိုတော့နားထောင်ကြည့်အောင်အဲ့ရွာကမွန်ရွာတရွာတော်တော်လေးလဲဖျားပွဲနဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲနာမည်ကြီးတဲ့ရွာတရွာပေါ့နော်အဲ့ရွာမှာကကြက်ကြက်လက်လက်နဲ့တော်တော်လေးကိုပတ်စံရှိတဲ့ရွာတရွာပေါ့နော်စီးပွားရေးလည်းအဆင်ပြေတယ်ဒီကူးစားရောင်းဝယ်ရေးမှာလည်းတော်တော်လေးလည်းအဆင်ပြေရွာတရွာပေါ့နော်မွန်ရွာတရွာပေါ့အဲ့မှာနေထိုင်တဲ့မိသားစုတစုကအခုကျွန်တော်လာပို့ပေးတဲ့အမတို့ရဲ့မိသားစုပေါ့နော်အဲ့အမရဲ့အဖေကလေဖြတ်ထားတာတော်တော်ကြာပြီဒါပေမဲ့အိမ်ညတညမှာအဲ့လိုနေခင်ပိုင်းလိုချိန်မျိုးမှာနည်းနည်းတော့အသက်ရှူကျက်လာတယ်တဲ့သူတို့အဖေကအဲ့ဒါနဲ့ဒီရွာဆရာဝန်ပဲပင့်ပြီးတော့ဆေးထိုးလိုက်နဲ့နေရင်းနဲ့ည9 နာရီလောက်မှာတော်တော်လေးမရတော့တဲ့အခြေအနေပေါ့နော်အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါမှာဒီမော်လမြိုင်ဆေးရုံကိုသူတို့အဖေကိုဒီ special ကားငှားပြီးတော့မော်လမြိုင်ဆေးရုံတင်လိုက်တဲ့အချိန်မှာမော်လမြိုင်ဆေးရုံလည်းရောက်တဲ့အခါမှာည7 နာရီ12 နာရီလောက်မှာတော်တော်လေးလဲဆရာဝန်တွေကလည်းတော်တော်လေးကိုအသက်ကယ်လိုက်ရတယ်အဲ့ဒါနဲ့တစ်ချက်လောက်ငြိမ်သွားသေးတယ်ပြီးတော့အာယုံတက်ချိန်4 နာရီ5 နာရီလောက်မှာသူတို့အဖေကအသက်မရှိတော့ဘူးပေါ့နော်ဆုံးသွားတယ်ပေါ့ဘဝကဘာကူးသွားတယ်ပေါ့လေအဲ့ဒါနဲ့သူတို့ရဲ့မောင်နှမတွေထဲကအကိုအရင်ပေါ့နော်အကိုအကြီးဆုံး2 ယောက်ကတခြားသောတနေရာမှာရှိတယ်အဲ့ရွာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့သူတို့တွေကကဲအဲ့ဒါဆိုလို့ရှိရင်ညတို့ပြန်လာမှလားအဖေရဲ့နောက်ဆုံးအချိန်ပေါ့နော်ပြန်လာမယ်ဆိုလို့ရှိရင်သူတို့စောက်ပေးမယ်ပေါ့ဆိုတော့အဖေရဲ့အလောင်းကိုလည်းဒီဆေးရုံမှာရေခဲတိုက်မှာလည်းမထားခြင်းဘူးဆိုတော့အခုလိုမျိုးခစ်မျိုးဆိုလို့ရှိရင်သူတို့တွေကထားကောင်းထားလိုက်မယ်ပေါ့နော်ဆေးရုံကရေခဲတိုက်မှာပဲဥပမာနောက်ဆုံးခရီးကိုစောက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိသားစုmember တွေကိုစောက်မယ်ဆိုလို့ရှိရင်ထားကောင်းထားလိုက်မယ်အဲ့ခုနှစ်က2010ခုနှစ်ဆိုတော့အရန်ကြီးလဲအဲ့လိုမျိုးမရှိဘူးထင်ပါတယ်ရေခဲတိုက်တော့ရှိနေလောက်ပြီပေါ့နော်ရေဆေးရုံဆိုတော့ဒါပေမဲ့သူတို့တွေကမထားခြင်းဘူးအဲ့ခါတုန်းကလည်းသူတို့ပေါ့ဆေးရုံဆိုလို့ချင်းသူတို့မကြိုက်ကြဘူးပေါ့နော်အဲ့ဒါနဲ့ကဲနေတို့ပြန်လာမယ်ဆိုလို့ရှင်ငါတို့တရက်လောက်တော့စောင့်လို့ရတယ်ဆိုပြီးတော့အဲ့အလောင်းကိုရွာထဲကိုပြန်တည်လာတာတကယ်တော့အဲ့ရွာထဲမှာသူတို့တွေချမှတ်ထားတဲ့ rule ဟာရှိပြီးသားရွာထဲကိုအလောင်းတည်လာလို့မရဘူးတည်လာမယ်ဆိုလို့ရှိရင်ရွာခိုက်မယ်မဖြစ်တဲ့နာတွေဖြစ်မယ်ဆိုပြီးတော့သူတို့တွေကပြောထားပြီးသားဒါဒီဟိုအခုမှမဟုတ်ဘူးအရင်ကကျွန်တော်တို့ကြားဘူးနေကြစကားလေးเนาะအဲ့ဒါနဲ့အလောင်းကိုတည်လာရောအလောင်းကိုတည်လာတဲ့ပုံစံကဒီကားပေါ်မှာအဲ့လိုမျိုးလူတယောက်လိုပုံစံပဲသူတို့ပေးထိုင်ထားပြီးတော့လေအဲ့ထိုင်ကုန်နဲ့နောက်လှဲထားမယ်ပေါ့နော်အဲ့ဒါနဲ့အလောင်းကိုအောက်ဆီဂျင်ပေးရှူထားခိုင်းတယ်တဲ့ဥပမာရွာထဲအဝင်မှာတယောက်ကသတိထားမိတယ်ဆိုလို့ရှင်ဒါဒီအရေးပေါ်အခြေအနေနေနဲ့လုံးဝမရတော့ဘူးနောက်ဆုံးအခြေအနေရောက်လာလို့ဒီအိမ်မှာပဲဘယ်လိုပြောမလဲနောက်ဆုံးခီးကိုဖြစ်ပါစေတော့ဆိုပြီးအဲ့လိုပုံစံမျိုးဖမ်းချင်တာလေဥပမာကျွန်တော်တို့ဆေးရုံမှာဆိုလို့ရှိရင်နောက်ဆုံးအခြေအနေရောက်နေပြီဆရာဝန်ကဆေးရုံမှာပဲတည်မလားဒါမှမဟုတ်အိမ်မှာပဲဒီပေးတည်မလားပေါ့နော်အဲ့လိုမျိုးရွေးခိုင်းကြတာလေဆိုတော့သူတို့တွေကအဲ့လိုမျိုးဖြစ်စေချင်တာဖြစ်ချင်တော့အဲ့လိုမျိုးဟန်ဆောင်အပြအနေနဲ့သူတို့လှုပ်ထားတာပေါ့လေထူးဆန်းနေတော့သူတို့တွေကလည်းအဲ့ဒါနဲ့ဒီရွာကိုရောက်တဲ့အချိန်မှာဘာပဲပြောရွာမွန်ရွာတေးသေးလေးဆိုတော့ကားဝင်လာတဲ့နဲ့လူတိုင်းကတိကြမှာပဲလေနော်အဲ့ချိန်က9 နာရီခွဲ10 နာရီဆိုတော့အိတ်တဲ့သူကအိတ်ပဲမအိတ်တဲ့သူကလည်းမအိတ်ဘူးဆိုတော့ကားတစ်စီးဝင်လာတော့သတိထားမိတယ်ဒါပေမဲ့သူတို့ရဲ့အိမ်ကြီးသားချင်းတယောက်ကတော့ထွက်လာတယ်သူတို့အိမ်ကနေဒီကားရက်ပြီးတော့အဲ့လိုမျိုးလှုပ်ရှားလှုပ်နေတဲ့အချိန်မှာဟဲ့လို့အဲ့နာချင်းကဘလို့ဖြစ်တာလဲပေါ့နော်အဲ့မှာအမတယောက်ကသူက
ဒီအလောင်းကိုပေါ့နော်ခက်မြန်ပဲသူတို့တွေကအပေါ်ကိုကောက်တင်လိုက်တယ်ပေါ့နော်အဲ့မှာကားစီယာတယောက်ရယ်ကားစီယာနဲ့သူတို့ပါလာတဲ့သူတို့ရဲ့အမျိုးတွေကယောက်ျားလေးတယောက်ရယ်ဒီသူတို့မောင်နှမ2ယောက်ရယ်အမေတယောက်ရယ်အဲ့ဒါပဲသိဒီအကြောင်းပေါ့နော်သူတို့တွေနှုတ်ပိတ်ထားတယ်ဆိုတဲ့သဘောပေါ့အဲ့ဒါနဲ့ဒီအိမ်လေးသားချင်းကလည်းဗာမေးလဲဆိုလို့ရှင်တတ်တာလာပြီလားဘလို့ပြုတ်လို့ချက်ချင်းပြန်လာတာလဲမေးလိုက်တဲ့အချိန်မှာဒီအမကလည်းဗာပြောလဲဆိုလို့ရှင်မတတ်တာဘူးအရေးပေါ်ချင်းနေမရတော့ဘူးပေါ့နော်အဖေကမရတော့တဲ့အခါမှာအိမ်မှာပဲဟိုဟာပေါ့သူ့ရဲ့နောက်ဆုံးခီးကိုဖြစ်သွားစေချင်တယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးအော်ဟုတ်ပြီဆိုပြီးအဲ့လိုပဲနောက်နေ့လိုနေ့မျိုးမှာအဖေတည်သွားပြီဆိုပြီးသူတို့တည်းလွှင့်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့အာသုဘအိမ်ဖြစ်သွားပြီပေါ့နော်ကျွန်တော်မွန်ပြည်နယ်မှာအာသုဘအိမ်ဆိုလို့ရှိရင်9ရက်9လီကျွေးကြတယ်ကွယ်အဲ့လိုပေါ့ကျွေးတယ်ဖဲရိုက်တဲ့အကျင့်တော့မရှိကျွန်တော်တို့ဘက်မှာအဲ့လိုမျိုးဟိုညပိုင်းဆိုလို့ရှိရင်အဲ့လိုခောက်ဆွဲကြော်တွေကျွေးတယ်အဲ့လိုဆွေမျိုးသားချင်းတွေကိုအဲ့လိုမျိုးတယောက်ကိုဆွေမျိုးတမိသားစုကိုတညလာကျွေးကြတယ်ပေါ့နော်အဲ့လိုပုံစံပေါ့9ရက်ပြည့်မှရက်လေပေါ့နော်အဲ့ဒါနဲ့အဲ့မှာစတာအာသုဘအိမ်လို့တတ်မှတ်ပြီးတော့စလိုက်တဲ့အချိန်မှာပြဿနာအဲ့မှာစဘလို့လဲဆိုလို့ရှိရင်အလောင်းကနေဒီနှာခေါင်းကနေတွေးတွေထွက်နေအလောင်းကပေါ့နော်အဲ့အာသုဘအိမ်ကိုသွားတဲ့လူကြီးတွေတချို့တော့ဒီရောဥက္ကဋ္ဌတွေကကြီးလိုက်တဲ့အချိန်မှာသူတို့ခါတိုင်းမြင်နေကြအာသုဘအိမ်လိုပုံစံမျိုးမဟုတ်ဘူးပြီးလို့ရှိရင်အဲ့လိုမျိုးညဘက်ဆိုလို့ရှိရင်ခွေးတွေအရန်ဥတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုးရွာမှာဆိုလို့ရှိရင်အဲ့လိုမျိုးကလေးတယောက်ရင်နစ်ပြန်ပြီးရင်နစ်တာတေသွားတာမဟုတ်ပါဘူးအဲ့လိုမျိုးရင်နစ်ပြန်ပြီးမကောင်းတဲ့သတင်းတွေကြားရပြီပေါ့နော်စတင်ပြီးတော့ကြားရပြီအဲ့ဒါနဲ့အဲ့အလောင်းတွေးထွက်နေတဲ့ကိစ္စကလေဒီအမတွေကအဲ့လိုမျိုးသူ့အဖေကိုပေါ့နော်ဒီအလောင်းကိုပေါ့တစ်ရှူခဏလဲနေရတဲ့အခြေအနေဖြစ်နေတယ်ပေါ့နော်အဲ့ဒါနဲ့တချို့သူတွေကတရားမတရားတီးတိုးပြောနေတာပေါ့နော်ဟဲ့ဘလို့လဲပေါ့အစီငါတို့တခါမှမတွေ့ဘူးပေါ့နော်ဒီလိုမျိုးဘာများဖြစ်တာလဲပေါ့တချို့ကဘာပြောလဲဆိုလို့သူတို့ရဲ့ဘလို့ပြောမလဲနည်းနည်းတိတဲ့အတိတွေပေါ့နော်အဲ့လိုဘာပြောလဲဆိုလို့ရှင်အုံနောက်သွေးကြောလေးဖြတ်တဲ့သူတွေကအုံနောက်နဲ့ပတ်သက်တဲ့အရာတခုခုအဲ့လိုအုံနောက်သွေးကြောပြတ်သွားတာပဲဖြစ်အဲ့လိုဆိုတော့အဲ့လိုမျိုးသွေးတွေကအကန်အနေနဲ့ထွက်တယ်တဲ့ဒါဒီတို့ပြောပြတဲ့အကြောင်းကိုကျွန်တော်ပြောပြတာနော်အဲ့ဒါနဲ့ပြီးသွားတယ်ပေါ့နော်အဲ့ဒါနဲ့အတုပချမယ်ပေါ့ဒီစောက်နေတဲ့မိသားစုဝင်ကလည်းရောက်လာပြီပေါ့နော်တရက်ပဲစောက်လိုက်တာအဲ့ဒါနဲ့မိသားစုဝင်တွေရောက်လာတဲ့အချိန်မှာအတုပချတဲ့အချိန်မှာသူတို့တွေကတရုပ်ဆိုတော့မိမတကြိုဒါတွေသူတို့ပြောပြတဲ့အတိုင်းကြော်ပြောပြရနော်တရုပ်တွေဘာတွေကိုကျွန်တော်ပြောတာမဟုတ်ဘူးတရုပ်တွေကဘယ်လိုလဲဆိုတော့အုတ်ကူနဲ့သူတို့တွေကဒီမြေချင်းတူးပြီးတော့မြုပ်တယ်လေအဲ့လိုမြုပ်တဲ့အချိန်မှာတဲ့သူတို့အဖေအတွက်ကိုတူးတဲ့ချင်းကအစင်မပြေလို့ကြောက်တုံးတွေပြီးလို့ရှိရင်အဲ့လိုမျိုးဒီတစ်ပင်အမြင့်တွေနဲ့တွညှိလို့ဆိုပြီးတော့ဒီနေရာ3နေရာလောက်ပြောင်းပြီးတော့တူးလိုက်ရတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဒါနဲ့မြုပ်ပြီးတော့ဒီတိုင်းပဲပြီးသွားတယ်ပေါ့နော်အဲ့ဒါနဲ့ရက်လေပြီးသွားတယ်ပေါ့အဲ့ရက်လေကနေစပြီးတော့ဘလို့ဖြစ်လဲဆိုလို့ရှင်ခွေးတွေကလေတရဆက်ကိုဥတာညဘက်ဆိုတော့ဥပမာ9နာရီဆိုလို့ရှင်9နာရီစပြီးတော့ဥပြီးတော့သူတို့ရက်တဲ့အချိန်ဆိုလို့ရှင်တပြိုင်နက်အဲ့လိုမျိုးရက်တာအဲ့လိုမျိုးခွေးတွေကအဲ့ဒါနဲ့ရက်လေပြီးတော့နောက်ထပ်2ရက်လိုနေ့မျိုးမှာနေ့တိုင်းအလိုအဲ့ရွာမှာ2ယောက်ပူးပြီးတော့တည်တာသိလားလူကြီးတွေအဲ့လိုမျိုးအကောင်တိုင်းဥပမာရွာဒီလေတော်ကနေပြန်လာရင်လမ်းမှာစပိန်မှောက်ပြီးတော့တည်နေတာမျိုးတွေပြီးလို့ရှိရင်အပင်ပေါ်ကနေပြုတ်ချတဲ့လူကြီးတွေအဲ့လိုမျိုးတည်ရင်နေ့တိုင်းလိုနော်တည်ရင်အဲ့လို2ယောက်ပူးတည်တာစဉ်းစားကြည့်တော့အရာကြောက်ဖို့ကောင်းတယ်ဘလောက်တောင်ဖြစ်လာလဲဆိုလို့ရွာသူရွာသားတွေအနေနဲ့ကဘယ်တော့ငါအလဲရောက်မလဲဆိုတာမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ဒီလူကြီးတွေတချို့ကတော့သိတယ်ရွာမှာတခုခုတော့ဖြစ်နေပြီဆိုတာသိတယ်ဘာများမှားနေလဲပေါ့နော်အဲ့ဒါနဲ့သူတို့တွေစဉ်းစားလိုက်တဲ့အချိန်မှာဘလို့မှစဉ်းစားလို့မရအောင်အဲ့ဒါနဲ့တေတဲ့ဟာလည်းစတိုက်ဖြစ်နေတာနော်အဲ့ဒါနဲ့တေလည်း2ယောက်ဘူးဥပမာကလေးတွေကလည်းဟိုဒီအဖျားတက်ပြီးတော့တေပြန်ပြီးအဖျားပုံမှန်ကလေးကဖျားနေတာပုံမှန်အဲ့လိုစေးတောက်ပြီးတော့ပျောက်ရမယ့်ဟာကိုအဲ့လိုတေသွားပြန်ပြီးအဲ့လိုပုံစံဆိုတော့တော်တော်လေးလဲတခုလုံးမရောက်တခုမှလုံးမပဲရတော့မယ်ချင်းနေရောက်လာပြီပေါ့နော်အဲ့ဒါနဲ့ဒီရွာဥက္ကဋ္ဌကိုခေါ်ပြီးတော့ဒီဖုန်ကြီးကျောင်းပေါ်တက်ပြီးတော့ဖုန်ကြီးနဲ့တိုင်ပင်ကြည့်မယ်ဆိုပြီးသူတို့ဖုန်ကြီးကိုတွားပြီးတော့ရှောက်တင်တဲ့အချိန်မှာဒီအမတွေရဲ့အိမ်ကအဲ့လိုရွာတစ်ခုဖြစ်နေတဲ့ဟာကိုသူတွေကသူတို့စိတ်ထဲမှာကအဲ့လိုမျိုးတန်နေရတော့မဝင်ဘူးကွာဒါဒီဘာမှတော့မဖြစ်တော့ဘူးလို့ပဲသူတို့လှုပ်လိုက်တဲ့အမားတစ်ခုပဲရှိတယ်ဒါပေမဲ့အဲ့လိုမျိုးရွာခိုက်တာတော့စတင်ဖြစ်နေပြီပေါ့နော်သူတို့တွေကဒီဘယ်လိုပြောမလဲညီမအငယ်ကအခုကျွန်တော်ပို့လာတဲ့အမကတော့သူတို့အိမ်ကညီမအငယ်ဆုံးပေါ့နော်ညီမအငယ်ကတော့ခက်လူငယ်ဆိုတော့ तू ကနည်းနည်းတော့စဉ်းစားတယ်ပေါ့နော်နည်းနည်းစဉ်းစားမိတယ်ပေါ့လေ
တို့ကြောက်တို့ဖြစ်နေတာလားပေါ့နော်အဲ့တော့နမယ်တော့ကြီးနေပြီလေရွာမှာအဲ့လိုမျိုးတစ်ခုဖြစ်နေပြီဆိုတော့အဲ့ဒါနဲ့ဖုန်ကြီးเจ้าကိုသွားပြီးတော့ဆွေးနွေးလိုက်တဲ့ချိန်မှာဖုန်ကြီးကလည်းဟိုဟာဖြစ်တယ်အိမ်မက်ရတယ်အိမ်မက်ရတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တဲ့ရွာမှာတဲ့မီးအကြီးကျယ်လောင်ပြီးတော့အကုန်လုံးတည်သွားကြတယ်တဲ့အဲ့လိုဆိုတော့နမိတ်မကောင်းဘူးပေါ့နော်အဲ့ဒါနဲ့ဘေဒင်တွက်ကြည့်ရပေါ့လေဘေဒင်တွက်ကြည့်လိုက်တဲ့အချိန်မှာဖုန်ကြီးပေသိမ်ပေါ့နော်ဖုန်ကြီးပဲဘေဒင်တွက်တာလူမဟုတ်ဖုန်ကြီးတွက်လိုက်တဲ့အချိန်မှာတဲ့ရွာရဲ့ကိန်းကနန်းကတဲ့0ဖြစ်နေတာတဲ့0ဆိုလို့ရှိရင်လုံးဝမကောင်းဘူးလေဥပမာလူတယောက်ယောက်ပျောက်သွားတယ်ကိုကဘေဒင်တွက်ကြည့်လိုက်တဲ့အချိန်မှာဒီလူရဲ့အသက်ကိန်းကနန်းက0ဆိုလို့ရှိရင်ဒါဒီအသက်မရှိတော့ဘူးကွာဆိုတော့အခုကရွာကိန်းကနန်းက0ဖြစ်နေရတဲ့ဆိုတော့တော်တော်လေးအဖြစ်ဆိုးနေပြီဆိုတော့အဲ့ဒါနဲ့ကဲဟိုလိုက်လံရှာဖွေပြီးတော့ပယ်ကနေစပြီးတော့ဒီနှလောင်းပြိုင်တည်နေတဲ့ဟာကပယ်ရက်ကနေစပြီးတော့ဖြစ်လဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာဒီအမတွေရဲ့အဖေအာတုဘချပြီးတော့နောက်ထပ်2ရက်မှာစတင်ဖြစ်တယ်ဆိုတော့ဒီအမတွေရဲ့အိမ်ကိုလူတွေကအကုန်လုံးမျက်စောင်းထိုးလာပြီပေါ့နော်အဲ့ဒါနဲ့ပဲခုနကကျွန်တော်ပြောတဲ့အိမ်သားချင်းတွေကလည်းအဲ့လိုရှိရပေါ့အိမ်ညမှာသူတို့ပြန်လာတယ်ပေါ့ပါရအဲ့ဖြစ်တဲ့အချိန်မှာဒီအမတွေကနေတစ်စက်ဟိုမမေးခင်မှာပဲဒီအမအငယ်ဆုံးကပဲသူကိုယ်တိုင်ဒီဥက္ကဋ္ဌယူအောင်ဥက္ကဋ္ဌအိမ်ကိုသွားပြီးတော့ပြောပြလိုက်တယ်ပေါ့နော်ဝန်ခံလိုက်တယ်ဆိုတာမဟုတ်ပဲနဲ့တို့တော့လှုပ်လိုက်မိတယ်တို့ကြောက်များတို့ရွာမှာဒီလိုမျိုးခိုက်နေတာလားမသိဘူးဆိုပြီးအဲ့လိုပြောလိုက်တဲ့အချိန်မှာတို့အသေးချာမေးလိုက်တဲ့အချိန်မှာတို့အာတုဘချတော့ကရောဘယ်လိုမျိုးဖြစ်ခဲ့တာလဲပေါ့နော်โอเคတို့အလောင်းကိုရွာထဲတွင်းလာတယ်ပြီးလို့ရှိရင်အာတုဘချတဲ့နေရာမှာရောဒီရှင်းနောက်တောင်မြောက်တွေအဲ့လိုမျိုးရှိမဲထင်တယ်ပေါ့နော်ကြားဘူးကြလာတော့မသိအဲ့ဒါ comment မှန်ခဲ့ပေးလို့ရတယ်ပေါ့နော်ဘူးသူသားနေတယ်ကျွန်တော်တို့ကြားသိရတယ်ပေါ့လေဒီရှေ့ထုံးကိုလည်းပယ်လို့မရအောင်ကျွန်တော်တို့လေเนาะအဲ့ဒါတွေကဒီကျွန်တော်တို့ယုံတန်းစကားလိုမျိုးမဟုတ်ဘဲနဲ့တကယ်ကိုဒီထုံတန်းစင်လာရရှိနေဟာဆိုတော့လေเนาะအဲ့ဆိုရှင်းနောက်တောင်မြောက်များနေတို့ဘက်လှဲ့တာမှားတာလားပေါ့နော်မြေမြုပ်တဲ့နေရာမှာအဲ့လိုအများကြီးပေါ့နော်ပြီးတော့နေတို့တရုတ်ရိုးရရောဘယ်လိုမျိုးရှိခဲ့လဲပေါ့အဲ့လိုမြင်လိုက်တဲ့အချိန်မှာအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒီအဲ့ဒါဆိုလို့ရှိရင်တေးချပြီးပေါ့နော်ဒီအလောင်းကိုတွင်းလာတဲ့ဟာတခုနဲ့ပဲဖြစ်နေတာဆိုတော့ကဲအဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဒီအမတွေကလည်းတောင်းပန်နေပေါ့နော်ဘာပဲပြောဟိုတော်တော်များများလဲသူတို့တွေကိုမကျေနပ်ကြဘူးပေါ့လေနော်ဘာပဲပြောအဖြစ်မြင်ကြတယ်ပေါ့လေသူတို့ကိုတော့မှစကားမပြောဖြစ်ကြတဲ့သူတွေတော်တော်များများရှိခဲ့တယ်ပေါ့အဲ့ဒီချိန်မှာလေဟုတ်တယ်လေဒါသူတို့အမှားကိုမလုပ်တဲ့ဟာမလုပ်နဲ့လေဒါအကြီးကြီးမှားသွားတာတခုလေနော်အဲ့ဒါနဲ့ရွာခိုက်သွားပြီဆိုတော့ဘာလုပ်လဲဆိုလို့ရှိရင်အဲ့ရွာမှာရှိတဲ့တခြားရွာကဖုန်ကြီးတွေပါပင့်ပြီးတော့လေလမ်းတောက်တိုင်းတွေမှာအဲ့လိုမျိုးကမဝါရွက်တာလားဟာလားအဲ့လိုမျိုးပါကောင်းကျွန်တော်တို့မွန်လို့ဆိုလို့ရှိရင်ပါကောင်းဆိုပြီးတော့အဲ့လိုမျိုးကမဝါတွေရွက်ကြတယ်ဗောနော်အိမ်စက်အဲ့လိုကိုယ့်ရဲ့ဒီကတော့အိုးနဲ့ဗောနော်အဲ့လိုဟိုအချီလုံးတွေရှိမယ်ဘေးရိပ်ရည်တွေရှိမယ်ပြီးလို့ရှိရင်ဒီအပင်တွေနဲ့လေနော်အဲ့ဒါနဲ့တဲလာပြီးတော့ညနေခင်းလောက်မှာတို့တွေကစပြီးတော့ကမဝါစရွက်တာရွက်လိုက်တဲ့ချိန်မှာရွက်ပြီးတော့အိမ်ညမှာပဲဒီမကောင်းဆိုးဝါးကိုနှင်မယ်ဆိုပြီးတော့ဒီတရွာလုံးကိုပြောပြထားတယ်ပေါ့နော်တို့တွေဖုန်းကြောင်းကနေအချက်ပေးတာနဲ့လုံးဝတန်ပုံးတွေအဲ့လိုရိုက်ကြတာပေါ့နော်ကျွန်တော်တို့လည်းရိုက်ခဲ့ဘူးလေကျွန်တော်တို့ငယ်တော့ဆိုတော့အရန်ဟိုပျော်တာတော့မဟုတ်ဘူးအဲ့လိုပေါ့နော်ကလေးဆိုမသိတော့လေအဲ့လိုပြောပုံအိုင်းနဲ့ဆော်တာလေအဲ့လိုအဲ့လိုမျိုးမောင်းထုတ်တာပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်တဲ့အချိန်မှာဒီနောက်ပိုင်းမှာအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ငြိမ်သွားတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ငြိမ်သွားပြီးတော့ဒီအဖြစ်ဆိုးကနေလဲဒီရွာတွေကအဖြစ်ဆိုးပေါ့နော်ဒီလိုတေဆက်တိုက်တေနေတဲ့ဟာမျိုးတွေလဲတော်တော်လေးလဲပျောက်သွားတယ်ပြီးလို့ရှိရင်အဲ့လိုတေတယ်ပြီးလို့ရှိရင်အဲ့ကျွန်တော်မေ့သွားတာတခုကသူပြောပြတဲ့အထက်မှာဆိုရှင်ဝင်ပူးတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးညဘက်ဆိုလို့ရှိရင်ဝင်ပူးပြန်ပြီးဒီအိမ်ကဝင်ပူးပြန်ပြီးပြီးလို့ရှိရင်ဟိုအိမ်မှာလည်းဒီလိုဖြစ်ပြန်ပြီးအဲ့လိုမျိုးအရန်ချောက်ဖို့ကောင်းတဲ့အရာတွေဖြစ်ခဲ့တယ်ကွယ်အဲ့လိုပုံစံဆိုတော့ဒီရွာလုံးကအဲ့တော့ကဆိုလို့ရှိရင်ဟိုညဘက်6နာရီ9နာရီလောက်ဆိုလို့ရှိရင်ဘယ်သူမှလမ်းပေါ်မှာမရှိတော့ဘူးအဲ့လိုပုံစံလေးတွေပေါ့နော်ဘယ်ချိန်ကိုအလှည့်ရောက်လာမလဲဘယ်ချိန်ကိုအိမ်မှာအာသူဘအိမ်ဖြစ်သွားမလဲဆိုတာကိုကြောက်သွားရတဲ့အခြေအနေအထိကိုဖြစ်သွားတဲ့ရွာခိုက်သွားတဲ့အကြောင်းအရာကိုကျွန်တော်ပို့ထားတာပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကတော့ဒီလောက်ပဲနောက်ဆုံးမှာတော့အခုဒီရွာမှာတော်တော်လေးကိုအဆင်ပြေပြေနဲ့ဒါရလှပတဲ့ရွာဒီရွာအနေနဲ့ဆက်ပြီးတော့ရှိနေတယ်ပေါ့နော်ဆိုတော့ဒီအမတွေကလည်းသူတို့ကိုယ်တိုင်ဒီရွာပြည်သူလူထုတွေကိုပေါ့နော်အကုန်လုံးကိုသူတွေကတောင်းပန်လိုက်တယ်တော်တော်လေးလဲဟိုဘယ်လိုပြောမလဲယုံကြည်မှုတွေသူတို့ကိုပြန်ပြီးတော့အရင်လိုပဲပြန်ဆက်ဆံရေးပြန်ရဖို့ကတော်တော်လေးလဲတိဆောက်လိုက်ရတယ်လို့ပြန်ကြားသိရတယ်ပေါ့လေနော်ဆိုတော့ဒါကတော့
မလုံတဲ့ဟာတစ်ခုကိုလှုပ်လိုက်မိတဲ့အခါကျတော့ဘာမှမဖြစ်တော့ဘူးဆိုတော့အသွေးတစ်ခုကတွေ့ရလုံးပြောင်းတက်သွားတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းကလေးကတော့တော်တော်လေးလေးတင်ခန်းစာယူစရာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီလိုဖြစ်ရမှန်အကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြလိုက်တဲ့အချိန်မှာဒီအရှိမကျွန်တော်တင်လိုက်တဲ့ဒီ outlet အတိုက်ဆိုရဲဗီဒီယိုအောက်မှာကျွန်တော်တော်တော်လေးကိုရိုင်းဆိုင်တဲ့ဒီ comment လေးတွေရှိတယ်ပေါ့နော် AI ခေတ်ရောက်နေပြီးဘာလို့ဒီလိုအတွေးခေါ်တွေဒီလိုအစွဲတွေဒီလိုအစွန်းရောက်တဲ့ရှေးရိုးစံတဲ့ဟာတွေကိုဟိုယုံကြည်နေသေးတာလဲဆိုတော့ယုံကြည်တာမယုံကြည်တာခင်ဗျားတို့အပိုင်းကျွန်တော်ပြောချင်တယ်ဟုတ်တယ်မလားပြောပြရမှာကျွန်တော်က story telling လုပ်နေတော့ကျွန်တော်ကပုံပြောရမှာကျွန်တော်ရဲ့အပိုင်းဆိုတော့ယုံကြည်ရင်ကိုယ်စိတ်ထဲမှာမှတ်ထားမယုံကြည်ဘူးဆိုလို့ရှိရင်လည်းမယုံကြည်ဘူးဆိုတာထားလိုက်တော့ကျွန်တော်ကိုလေအဲ့လိုမျိုးမေရီဖေရီနဲ့ကင်တုတ်တာမျိုးရှိတယ်ကျွန်တော်ကလည်းပြန်ပြောမိတယ်အဲ့ဒါဆိုကျွန်တော်ကလည်းဟိုဆိုရတယ်ဖြစ်ရောเนาะအဲ့လိုဆိုတော့ယုံကြည်တာမယုံကြည်တာခင်ဗျားတို့ဘိုင်းတကယ်ချင်းတို့ဘိုင်းအကိုတွေအမတွေအပိုင်းပါခင်ဗျာဆိုတော့ပြောရမှာဆိုတာကတော့ကျွန်တော်ရဲ့အပိုင်းပါဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ပြောပြနေအောင်မှာပဲပေါ့เนาะဆိုတော့ဒီနေ့ကလည်းဒီလိုပဲကျွန်တော်ဟိုအောက်ကနေဟိုရန်စင်းဆိုင်လို့မပြောပါနဲ့ကျွန်တော်လည်းပြန်မပြောချင်ဘူးတခြားနားထောင်နေသူတွေထောက်ချက်ဖြစ်တယ်လေเนาะဆိုတော့အခုတော့မှဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြဒါတော့မှကျွန်တော်စဉ်းစားလိုက်တယ်ငါပြောရင်ကောင်းလို့ပြောရင်ကောင်းလားဆိုပြီးတော့အဲ့လိုလေးပေါ့နော်โอเคအဲ့ဒါဆိုတော့ဒီလိုအဖြစ်ပြက်မျိုးကကြုံခဲ့ဘူးလားဒါမှမဟုတ်ဘယ်လိုမျိုးအတွေ့အကြုံတွေရှိခဲ့ဘူးလားအတွေ့အကြုံတွေကြုံခဲ့ဘူးလားလဲဆိုတာကို comment အောက်မှာမှန်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲနောက်ထပ်လည်းဒီတက်ဖို့စိတ်ဝင်စားစရာကောင်းတဲ့ငွေကြေးကြောင်းပါလေးတွေမြေအမြင့်အပ်တဲ့အဖြစ်အမှန်ကြောင်းပါလေးတွေကိုကျွန်တော်ဆက်ပြီးတော့စူးစမ်းပေးပါဦးမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ရာသူတို့အရမ်းမှုပါတယ်ရေမြများတောက်ပါဒါကတော့ the story time ဖြစ်ပါတယ်တတာ